သွားဒီအဆောင်ပြက်ဒီမှာသွားပြီးတော့ရှာတဲ့ထဲမှာဦးစင်းလည်းပါတယ်ဦးစင်းကိုယ်တိုင်မျက်စိနဲ့လည်းမြင်ပါဒီလက်ရှိအရင်ရှေ့နေရဲ့သူလည်းပြေးတာပဲဒါပေမဲ့ဒုတိယတစ်ချိန်ပြိုကျတဲ့ချိန်မှာသူပြေးပေမဲ့လည်းခုနပြောသလိုအဆောင်ကဒီအောက်ပိုင်းကနေစပြီးသွားတဲ့တဲ့သူအဆောင်ဒီတကားပေါက်ကိုတပိုင်းကအပေါ်ပိုင်းကတော့အပြင်ဘက်ကိုရောက်ပြီးတော့အောက်ပိုင်းကတော့ဒီအတွင်းထဲမှာပဲကျန်နေပြီးတော့ဒီခြေချောင်းလေးတွေခြေချင်းဝတ်လေးတွေဒီဟွာလေးတွေဆိုရင်အသားစားတွေလုံးဝကိုမကြံတော့အောင်ကြေမွားသွားတယ်နောက်ပြီးတော့ဒီခြေချင်းဝတ်တွေခြေသလုံးတွေအကုန်လုံးပေါင်ရိုးတွေအကုန်လုံးကဒီပျော့ဖက်လေးတွေမြော့ဖက်လေးလိုပဲပျော့ခွေပြီးတော့အကုန်ကြိုးကြေကုန်တာပေါ့နော်တင်ပါဗျာဒီမှာဦးစင်းဖေလက်ရှိပေါ့နော်ဦးစင်းရဲ့ပွဲနာမည်နဲ့ဦးစင်းသတင်းသုံးနေတဲ့အကြောင်းနာမည်လေးအရင်မိတ်ဆက်ပေးပါအောင်ဗျာဦးစင်းပွဲဥပညာသေးလို့ခေါ်ပါတယ်ဦးစင်းလက်ရှိသတင်းသုံးနေရမှာကန္နာအောင်ကျောင်းကန္နာကူရီဥရှင်ကျောင်းဆောင်မှာနေမနေ့တုန်းကအဲ့ငလျင်မလောက်ခင်မှာဦးစင်းတို့အနေနဲ့ပေါ့နော်ဘယ်မှာအများရှိနေလဲဘာတွေလုပ်နေလဲပေါ့ငလျင်တွေလောက်တော့ဘယ်လိုတွေဖြစ်သွားလဲပေါ့အဲ့ဒါလေးရောဖြည့်ပေးပါအောင်ဗျာအနည်းကဦးစင်းတို့ဒီဥပုံနေဆိုတော့ပုံမှန်ဒီ7နာရီနဲ့1နာရီကြာ1နာရီထိုးကန်နေဆိုတော့တန်ဃာတွေအားလုံးကအနားယူချိန်ကျင်းဆက်ချိန်ပေါ့1နာရီဝန်းကျင်ဆိုတော့ဒီမှာဗျာတန်ဃာတွေအားလုံးကတော့ကျောင်းဆောင်နဲ့အတီးတီးသူကျောင်းဆောင်နဲ့သူကျင်းဆက်နေကြတာပေါ့နော်ဒီမှာဗျာအဲ့ဒီအချိန်မှာငလျင်လှုပ်သွားတဲ့အချိန်မှာရောဦးစင်းတို့ဘယ်လိုမျိုးကျောင်းတိုက်အခြေအနေဖြစ်သွားသေးလဲဗျာကျောင်းတိုက်တန်ဃာတော်လေးရောပေါ့နော်တခါမှမကြုံဘူးတော့ဒီပထမဆုံးဒီအားလုံးကတော့ထိတ်လန့်သွားကြတာပေါ့ကိုစီဒီပထမဆုံးလှုပ်တဲ့ချိန်ကကြာလဲကြာတယ်ထိတ်လန့်နေဘယ်မှလည်းပြေးလို့မရဘူးကိုဒီရောက်နေတဲ့နေရာလေးမှာပဲထိုင်ပြီးကင်စရာကင်ထားတယ်တချို့ကြဒီအဆင်ပြေတဲ့ဥစ္စာမျိုးပဲကင်ကြတာပေါ့တချို့ပြေးတဲ့သူတွေကထွက်ပြေးတဲ့သူတွေကတော့ချော်လဲပြီးထိခိုက်တဲ့သူတွေရောရှိတယ်လေတမဗျာအဲ့လိုမျိုးဆိုတော့အဲ့ဖြစ်နေတဲ့အချိန်မှာရောဦးစင်းတို့လွတ်အောင်ဦးစင်းတို့ဘယ်လိုများရှောင်ခဲ့ကြလဲဗျာလွတ်အောင်ရှောင်ခဲ့တာကတော့ဒီကိုနီကိုဟန်နေပဲဒီတချို့ကြဟိုအဲ့နေအချင်းချင်းနှိုးကြတာရှိတာပေါ့နော်ဒီလွတ်အောင်ရှောင်ကြတယ်ပထမတစ်ချိန်လှုပ်ပြီးတဲ့အချိန်မှာဒုတိယတစ်ချိန်လှုပ်မလာခင်အတွင်းမှာပေါ့ဒီကိုစီចောင်းဆောင်တီးတီးကနေလွတ်ရဒီဟာလာဟင်းလင်းလေးဟာပြင်းနေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာရှောင်နေကြတယ်တမဗျာကျောင်းတိုက်ထဲမှာသတင်းသုံးနေတဲ့တန်ခါတွေရောဘယ်နှပါလောက်ရှိလဲဗျာဒီပြီးခဲ့တဲ့ဝါဆိုစရင်ရပြောရမယ်ဆိုရင်တော့ဒီရဟန်းတော်ရဲ့ကိုရင်ရဲ့ဖုဒ္ဓတော်ရဲ့ဆိုရင်1326ပါလောက်ရှိတယ်တမဗျာဝါဆိုစရင်ရပြောတာပေါ့နော်တမဗျာဒီမနေ့ကတချို့ဆိုရင်ဓမ္မစရိယဦးဇင်းနေဆိုရင်ဆံမွဲဖြည့်သွားနေကြတာလည်းရှိတယ်သူတို့လည်းအတီးတီးတချို့တဝက်တော့ဘေးကင်းကြပါတချို့စာပေဌာနတွေကတော့ဘေးမကင်းကြဘူးလို့ပြောတယ်တမဗျာအဲ့ဒါလေးကြားလိုက်ပါတယ်ဗျာဒီငလျင်ဖြစ်လို့ဒီကျောင်းတိုက်တွေပြိုသွားတဲ့ထဲမှာရောကျောင်းမှာရှိတဲ့တန်ခါတော်တွေပိတ်မိသွားတာမျိုးရှိလားဗျာပိတ်မိသွားတာမျိုးဆိုတာကတော့ရှိတပားကတော့ရှိတယ်ပြောတယ်သူတို့အတူနေသတင်းသုံးပေါ်အတူနေပေါ့၄ပါးဒီဖျားတိုက်ထဲကဦးဇင်းတို့ဒီကျောင်းဆောင်ဘေးနားလေးရပါပဲတမဗျာသူတို့ဒီနားယူနေတဲ့အချိန်မှာအဲ့လိုပထမတစ်ချိန်ငင်းလှုပ်လာတဲ့အချိန်မှာအချင်းချင်းသတိပေးပြီးတော့ပထမတစ်ချိန်လှုပ်တဲ့အချိန်မှာသူတို့အဆောင်ကလည်းဆရာတော်ကြီးလက်ထက်ကလေးကရှိလာခဲ့တဲ့အဆောင်ဆိုတော့သူတို့လည်းပြေးကြတယ်ဒါပေမဲ့ပြေးရင်လွှားရင်းနေတဲ့မှာတပားကဘလို့မှသူတို့လည်းသတိမထားမိဘူးပေါ့နော်ပြီးမှအားလုံးငလျင်နေငြိမ်သွားမှလိုက်ရှာလိုက်တော့じゃအဲ့တပားကဘလို့မှမတွေ့ဘူးမတွေ့တဲ့ဥစ္စာမှာဒီပြီးထားတဲ့ထဲမှာပြီးနေလားဆိုဝိုင်းရှာကြတယ်အဲ့ရှာတဲ့အချိန်မှာဒီအဆောက်အပေါ်ကအပြိုအပြက်ကြားမှာတပားတော့ပြီးတာရှိတယ်ပေါ့နော်အဲ့တပားကျတော့ရောဦးစင်ဘယ်လိုဖြစ်သွားလဲဗျာအဲ့တပားကတော့ဒီစိတ်မကောင်းစွာနဲ့ပဲဒီပြန်လည်တော်မူသွားတယ်လို့ပြောအောင်ပါပေါ့ကျမဗျာအဲ့ဦးစင်ရဲ့ဘွဲ့နာမည်လေးရောသိလို့ရမလားဗျာဦးအိမ်တော်ဘာသာလို့တော့ဘွဲခေါ်ကြတာပဲဒီဦးစင်းတို့ဒီဆရာတော်ဘွဲတိုင်းလည်းတက်တော်လည်းမကြီးသေးပါဘူးသူလည်းဒီဦးစင်းသွားဒီအဆောင်ပြက်ဒီမှာသွားပြီးတော့ရှာတဲ့ထဲမှာဦးစင်းလည်းပါတယ်ဦးစင်းကိုယ်တိုင်မျက်စိနဲ့လည်းမြင်ပါဒီလက်ရှိအရင်ရှေ့နေရဲ့သူလည်းပြေးတာပဲဒါပေမဲ့ဒုတိယတစ်ချိန်ပြိုကျတဲ့ချိန်မှာသူပြေးပေမဲ့လည်းခုနပြောသလိုအဆောင်ကဒီအောက်ပိုင်းကနေစပြီးသွားတဲ့သူအဆောင်ဒီတကားပေါက်ကိုတပိုင်းကအပေါ်ပိုင်းကတော့အပြင်ဘက်ကိုရောက်ပြီးတော့အောက်ပိုင်းကတော့ဒီအတွင်းထဲမှာပဲကျန်နေပြီးတော့ဒီ
ဒီခြေချောင်းလေးတွေခြေချင်းဝတ်လေးတွေဒီဟွာလေးတွေဆိုရင်အသားစားတွေလုံးဝကိုမကြံတော့အောင်ကြေမွသွားတယ်နောက်ပြီးတော့ဒီခြေချင်းဝတ်တွေခြေသလုံးတွေအကုန်လုံးပေါင်ရိုးတွေအကုန်လုံးကဒီပျော့ဖက်လေးတွေမြော့ဖက်လေးလိုပဲပျော့ခွေပြီးတော့အကုန်ကြိုးချေကုန်တာပေါ့နော် တင်ပါဗျာစိတ်မကောင်းစရာ စိတ်မကောင်းစရာဒါကတော့ဦးဇင်းတို့ចောင်းတိုင်းနေနဲ့ဒီတကယ်ကိုစိတ်မကောင်းပါဘူး ဟုတ်တယ်တင်ပါဗျာအခုလက်ရှိပေါ့နော်ကျောင်းအခြေအနေကရောဘယ်လိုမျိုးရှိနေလဲဗျာဦးစင်ကျောင်းတိုက်တွေအခြေအနေပေါ့နော် ចောင်းတိုင်းအဆောင်နေတော်များများထဲမှာမှဒီနှစ်ထပ်ဆောင်နေဆိုရင်တော်များများလုံးဝပြိုပြက်တယ်ဒီဦးဇင်းတို့ဒီကနာဂူရီမှာဆိုရင်ဖျားတိုက်ကြီးဆိုရင်လုံးဝဖျားတိုက်ကတော့ဒီဘဟုចောင်းဆောင်ကြီးကတော့ဘယ်လိုမှကိုတန်ဃာတော်တွေဆက်ပြီးတော့သတင်းသုံးနေထိုင်လို့မရတော့အောင်ဒီပျက်စီးသွားတယ်တချို့ဒီတိုက်တဲ့ចောင်းဆောင်ဆိုရင်လည်းလုံးဝနေနှစ်ထပ်ចောင်းဆောင်လုံးဝနေလို့မရတော့တော့ဘူးဒီ80နေမယ်ဆိုရင်အန်ဒီရများတယ်ဒီចောင်းဆောင်နေဆိုလဲနောက်လုံးပြိုကျသွားတာကဒီအနောက်ဥယျာဉ်ထဲမှာဆိုလဲဥမြနွဲ့နှစ်ထပ်ចောင်းဥမြညွန့်နှစ်ထပ်ចောင်းဆောင်ရှိတယ်သူလည်းနှစ်ထပ်ចောင်းဆောင်လုံးဝကိုပြိုကျသွားတယ်နောက်ပြီးတော့ဒီဦးဇင်းတို့ဇေယျဝဘက်မှာဆိုတဲ့ဒီနွားနီကျုံဘောဇနာတာလာဆိုတာလဲအဲ့အဆောင်ဆိုရင်ဒီစစ်ပေးရှောင်းနေထားတာပဲအဲ့အဆောင်ကြီးကလည်းနှစ်ထပ်ဆောင်ကြီးကလုံးဝပြိုကျသွားတယ်ဒါပေမဲ့အဲ့မှာကျသူထိခိုက်ဒဏ်ရာရတဲ့သူဆိုတော့အရန်ကြီးမစိုးရင်ရပေမဲ့ဟိုသူထက်တန်ရိုရှိတာမျိုးတွေတော့ရှိတာပေါ့နော် တင်ပါဗျာစစ်ဆောင်တွေမှာရောဟိုလိုအပ်ချက်တွေရှိနေသေးလားဗျာ စစ်ဆောင်တွေမှာတော့လိုအပ်ချက်ဆိုတာတော့သူတို့နိုင်ငံဒီဟွာကြောင့်စစ်ဆောင်ပြီးနေရတဲ့အချိန်မှာသူတို့ပါလာတဲ့ပစ္စည်းတွေအကုန်လုံးကတော့ခုနကပြောတဲ့နှစ်ထပ်ဆောင်ကြီးကလုံးလုံးပြိုကျသွားအဲ့နှစ်ထပ်ဆောင်မှာနေနေတဲ့သူတွေကတော့အပေါ်တဲ့အောက်ထပ်မှာပစ္စည်းတွေသူတို့ပါလာတဲ့ပစ္စည်းတွေဘာတစ်ခုမှတချို့ယူလို့မရလောက်တဲ့အနေအထားထိရောက်တယ်ဒီလိုစောင်းကောင်းအောင်နေရမစဒီတကူရဲ့အသုံးဆောင်နေဒီနောက်ပြီးတော့ဝတ်စားတွေပေါ့နော်ဒါတွေအကုန်လုံးကသူတို့ပြင်လို့မရတော့ဘူးပေါ့နော် တင်ပါဗျာ ဒီအလုံးမကိုသူတို့ဦးစင်းမနေ့ကတခါမှတယောက်ကပြောတော်မျိုးသူလာပြီးတော့ဦးစင်းရေးတဲ့ပြောလို့ဘာပစ္စည်းမှကိုယူမရတော့နီးစက်ရဦးစင်းနေစီကလိုက်ပြီးတော့စက်ပြခဲတွေသွားလိုက်စီသွားလိုက်တန်လေးတွေလိုက်ပြီးတော့တောင်းနေရတယ်ဗျာတဲ့သူတို့စိတ်မကောင်းပါဘူးဦးစင်းလည်းစိတ်မကောင်းပါဘူးလို့ပဲပြောတာလွယ်ဦးစင်းလည်းဘာမှကိုမတတ်နိုင်လိုက်ဘူး เนาะအဲဆိုဟိုစစ်ဆောင်တွေအနေနဲ့လည်းအစားကလေးစစ်ဆောင်လာတော့ဘာမှမပါတဲ့ ဘာမှမပါတဲ့ပြင်ဟုတ်တယ် အခုလိုမျိုးဖြစ်သွားတော့ပါလာတဲ့ဟာလေးလည်းမတင်နိုင်ဘူးတကူကြီးအသုံးဆောင်ပစ္စည်းလေးတွေလိုအပ်နေရပေါ့နော်ဦးစင်အရေးပေါ့ပေါ့နော်ဟုတ်ကဲ့ဦးစင်အဲ့ဆိုရင်အခုစစ်ဆောင်တွေပြင်ပေါ့နော်လက်ရှိကျောင်းတိုင်းမှာတရင်သုံးနေတဲ့တန်ကားတွေအတွက်ရောဘာတွေများလိုအပ်နေမလဲဦးစင်အရေးပေါ့ပေါ့နော် အရေးပေါ့တန်ငါရတော့ဒီခုနပြောသလိုပဲဦးစင်းပြောသလိုပဲအတီးတီးလိုအပ်ချက်တွေကတော့အများကြီးရှိတာပေါ့အမေဦးစင်းတို့ဒီတန်ငါတွေကတော့ဘယ်ဟာလိုတယ်ဆိုတော့လူတွေလိုလဲအဝတ်စားလဲသင်္ကန်းဆိုတာလဲမရှိဘူးဆိုတော့ခုခေတ်သင်္ကန်းဈေးကလည်းတကယ်သင်္ကန်းဈေးတွေကများတယ်လေအဲ့တော့ဒီဒကာဒကာမတွေနဲ့ထောက်ပံ့မယ်ဆိုရင်ကိုတက်နိုင်ရပစ္စည်းလေးပါကိုပဲရင်မှန်းပြီးတော့တန်ဃာတွေကတော့သူတို့လိုအပ်ရဒီစွန်းဘက်လိုရင်စွန်းဘက်ဆေးဘက်လိုရင်ဆေးဒီသုံးဆောင်ပစ္စည်းဘက်လိုရင်သုံးဆောင်ပစ္စည်းနဝကံမှာပဲအဓိကမိမိတို့ကိုစီတက်နိုင်တာလှူရင်တော့အကောင်းဆုံးလို့ထင်ပါတယ် တင်ပါဗျာ ဟုတ်ဆိုတန်ဃာတစ်ပါးကိုသင်္ကန်းတစ်စုံလိုက်လှူဖို့ဆိုတာလေခက်ကာလာအနေနဲ့မလွယ်ဘူးလေ တင်ပါဗျာ အဲ့တော့မိမိတို့တက်နိုင်တယ်လို့နဝကံမတွေဒီပစ္စည်းလေးပါအတွက်ရည်စူးပြီးတော့မိမိတို့လာလှူနိုင်တော့အကောင်းဆုံးလို့ပဲဦးစင်းထင်ပါတယ် တင်ပါဗျာအခုလိုမျိုးလေးဖြည့်ချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ ဟုတ်